ချန်ပီယံပြေးလန်းပေါ်မှာစစ်ပြီးတော့ရှိနေချင်သေးတယ်ဆိုလို့ရှိရင်တော့မန်စီးတီးတို့အနေနဲ့အမားတွေကိုထပ်ပြီးတော့လုံးလို့မရတော့ပါဘူးအားလုံးပဲမင်္ဂလာပါ Kiss Sport ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒါမန်စီးတီးတို့အနေနဲ့လက်ရှိဒါပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်တို့ဒါလက်ယူနိုက်တက်အသင်းကိုအိမ်ခွဲမှာလက်ခံပြီးတော့ရှင်ပြိုင်ကစားရမယ်ဒီပွဲကတော့ဒါစနေနေ့ည9:00နာရီခွဲအချိန်မှာရှင်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်ကျွန်တော်ဒါမန်စီးတီးကဒီနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်တိုက်ကိုရှုံးနိမ့်ထားတယ်ဆိုတော့ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကနယူကာဆယ်အသင်းနဲ့ပွဲစဉ်နယူကာဆယ်အသင်းအိမ်ခွဲမှာ2-1ဆိုတဲ့ရလဒ်နဲ့လုံးဝကိုဗျာခြေပြက်လက်ပြက်နဲ့ကိုရှုံးနေခဲ့တဲ့အနေအထားမျိုးပြီးတော့ချန်ပီယံလိဂ်မှာလီဗာပူးဆန်တင်းကို 0-2 ဆိုတဲ့ရလဒ်နဲ့ထပ်ပြီးတော့ရှုံးနေဆိုတော့မန်စီးတီးတို့အတွက်ဒီပွဲကလုံးဝမှားလို့မရတဲ့ပွဲစဉ်မျိုးလို့ပြောရမယ်လက်ရှိဒီအမှတ်ပေးစရာရဲ့အဆင့်1နေရာကအာဆင်နယ်အသင်းကကြောက်ဗျာရမှတ်က26မှတ်ထိကိုရရှိထားပြီးပြီမန်စီးတီးက22မှတ်ပဲရှိသေးတယ်ဒီနှစ်သင်းကြားထဲမှာက9မှတ်ထိကိုကွာဟနေရလဲဖြစ်ပါတယ်မန်စီးတီးတို့အနေနဲ့ဒီအာဆင်နယ်ရဲ့လက်ရှိအနေအထားအရာဆိုလို့ရှိရင်ဗျာဒီလောက်ထိရမှတ်ကွာဟနေရကြီးကတော်ယုံတန်ယုံမှီဖို့ဆိုတာကလုံးဝကိုမလွယ်ကူတော့ဘူးဒီမန်စီးတီးတို့အတွက်ပေါ့နော်အာဆင်နယ်ကခြေချော်ဒါကိုစောင့်ဖို့ဆိုတာထက်ဗျာကိုအားပဲဒီပွဲစဉ်တိုင်းနေပါကိုနိုင်ပွဲရရှိဖို့အတွက်လိုအပ်တယ်လက်ရှိအာဆင်နယ်ကကွင်းလယ်ပိုင်းက ODGAT တို့နာနေသည့်တိုင်အောင်အသင်းကဗျာလှုပ်တိုင်းဖြစ်နေတာအထက်ကဒီ Trossard တို့ Martinelli တို့ဥပမာထားပါတော့ Trossard ပေါ့နော် Trossard ဆိုလို့ရှိရင်ဗျာအရင်တော့ကဆိုရင်အရန်ကြီးထိအဲ့လောက်ထိမဟုတ်ပါဒါပေမဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရှင်ဒီကောင်လေးကတောက်လျှောက်ထိကိုကောင်းလာတဲ့ကစားသမားလုံးဝပွဲတိုင်းမှာလှုပ်တိုင်းဖြစ်နေတယ်တော်တော်လေးကိုအားထားရတဲ့ကစားသမားအဖြစ်ရှိလာတယ်ပေါ့နော်ပြီးတော့သူ့နေရာမှာကျွန်တော်တို့ဒီပြန်လဲပြီးတော့ဝင်လာမယ်ဆိုလို့ရှိရင် Martinelli လို့ရှိရဗျာအရန်အနေနဲ့ဒီကောင်ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့ Arsenal ကအဓိကကစားသမားတွေကျွန်တော်တို့ဒါလက်လွတ်ဆုံးရှုံးထားရသည့်တိုင်အောင် Harvard တို့နောက် Odegaard တို့ပြီးတော့ဒီတောင်မန်မှာတကယ်ကိုစွာတဲ့ Madueke တို့ဒီလိုကောင်မျိုးတွေနားနေတာတောင်ပဲဗျာ Arsenal တော်တော်ကြီးကိုမိုက်တယ်ပေါ့နော်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုရင် Arsenal ကကျွန်တော်တို့ Bayern Munich လိုအသင်းမျိုးကိုတောင်ပဲ3-1ဆိုတဲ့ရလဒ်နဲ့ရအောင်ဖုတ်ထားတာတော်တော်ကြီးကိုကြမ်းတာဆိုတော့ Arsenal တို့ခြေချော်ဖို့ဆိုတာတော်တော်ကြီးကိုရာခိုင်နှုန်းနည်းတယ်လက်ရှိအနေထားရဒါကြောင့်မလို့ Man City တို့အနေနဲ့ကိုဖက်ကပဲနိုင်တဲ့နိုင်ဟက်တဲ့ပွဲစဉ်တွေမှာလုံးဝအမှတ်ပြီးရဖို့အတွက်လိုအပ်နေတဲ့အနေအထားမျိုးလို့ပြောရမှာတစ်ဖက်ကလက် United ကကြောက်လဲအဲ့လောက်ထိကောင်းနေတဲ့အသင်းမျိုးမဟုတ်ဘူးကစားပုံအားဖြင့်ဆိုလို့ရှိရင်လည်းအရန်ကြီးအားရစရာမရှိသလိုရလာပိုင်းမှာတော်တော်လေးကိုစိုးတဲ့အသင်းလို့ပြောရမယ်လက်ရှိပရီးမီးယားလိဂ်မှာလက် United က12ပွဲကစားထားပြီးတော့3ပွဲနိုင်2ပွဲတည်း9ပွဲတွေကိုရှုံးနေထားတယ်ဆိုတော့တန်းစင်းဆိုမှရုန်းကန်နေရတဲ့အသင်းတစ်သင်းဒီလိုအသင်းတစ်သင်းနဲ့တွေ့တဲ့အချိန်မှာ Man City တို့အတွက်ကလုံးဝကိုဗျာမဖြစ်မနေနိုင်ကိုနိုင်ရမယ့်ပွဲစဉ်မျိုးလုံးဝ2ပွဲဆက်တိုက်အရှုံးကနေဗျာDPR အောက်ကနေရုံထွက်နိုင်ဖို့ပြီးတော့ချန်ပီယံပြေးလန်းပေါ်မှာစစ်ပြီးတော့ရှိနေနိုင်ဖို့ဆိုလို့ရှိရင်ဒီပွဲကလုံးဝမှားလို့မရအောင်မဖြစ်မနေနိုင်ကိုနိုင်မှရမယ်ပွဲစဉ်မျိုးပြီးတော့ဒီမှာ Man City တို့ဒီအခွင့်အရေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီ Arsenal အသင်းကဒီတနင်္ဂနွေနေ့ည7:00 နာရီမှာဆိုလို့ရှိရင် Chelsea အသင်းရဲ့အိမ်ခွဲမှာတွားရောက်ပြီးတော့ Premier League ပွဲစဉ်အဖြစ်ပွဲချက်ရှင်တိုင်းကစားရမှာဆိုတော့ Arsenal တို့အတွက်လုံးဝပွဲချက်ဗျာChelsea ကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတကယ်ကိုကောင်းနေတဲ့အသင်းဘာစီလိုနာတို့အသင်းမျိုးကိုတောင်းမဲ့3-0ဆိုတဲ့ရလဒ်နဲ့ဖုတ်ထားတာပြီးတော့ Chelsea ရဲ့လက်ရှိစွမ်းဆောင်ရည်ကိုကျွန်တော်တွားပြီးတော့ကြည့်လိုက်အောင်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ4ပွဲနိုင်1ပွဲတည်းတော်တော်ကြီးကိုမိုက်တယ်ပြီးတော့လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်အဆင့်2မှာရပ်တည်နေတဲ့အသင်းဆိုတော့ဒီလိုအသင်းမျိုးရဲ့အိမ်ခွဲမှာ Arsenal တို့တွားရောက်ပြီးတော့ကစားရမှာသူတို့အတွက်လုံးဝဗျာဟိုရလာကောင်းနိုင်ဖို့ကတိတ်ပြီးတော့မသေးချဘူးဒီလိုအနေအထားမျိုးကိုအခွင့်ကောင်းယူပြီးတော့ Man City တို့ကလက် United အသင်းနဲ့ပွဲစဉ်ကိုလုံးဝမဖြစ်မှန်နေအနိုင်ယူပြီးတော့အနိုင်3မှတ်ယူရမယ်ပြီးတော့ Arsenal အသင်းနဲ့ဒီရမှတ်ကွာဟနေတဲ့အနေအထားမျိုးကိုကျွန်တော်တို့ကကျင်းမြောင်းအောင်ပေါ့နော်ပြန်ပြီးတော့လုပ်ရမယ်ဆိုတော့ Man City တို့အနေနဲ့ဒီပွဲတော့ကဗျာမဖြစ်မှန်နေလုံးဝမှားလို့မရဘူးနိုင်ကိုနိုင်အောင်ကန်ရမယ်ပွဲစဉ်မျိုးဒီပွဲထွက်လူစင်းမှာဆိုလို့ရှိရင်လည်းဗျာရှောက်ပြီးတော့မလုံနဲ့တော့ Guardiola အနေနဲ့ဒီစာပင်ဟိုတို့တခြားဟိုကောင်ဒီကောင်တွေမာမို့တို့ဘာလို့ရှောက်တဲ့ဘာမှသုံးလို့မရဘူးစာပင်ဟိုတို့ဘာလို့ဆိုတော့ပေါက်ကရရှောက်လို့နေတဲ့ကောင်ဒီ100ဖို့3ကောင်ကောင်တွေတကယ်ဆောက်တွဲလုံးနေတဲ့ကောင်တွေနောက် Rinder တော့မှအခုနောက်ပိုင်းမှာတိတ်ပြီးတော့မဟုတ်တော့ဘူးဗျာသိရမလားဆိုတော့ပုံမှန်ပွဲထွက်လူစင်းကိုပဲကျွန်တော်တို့ကပြန်ပြီးတော့သုံးဖို့လိုတယ်လီဗာပူးဆန်အသင်းနဲ့ပွဲမှာဆိုလို့ရှိရင်ဗျာအရန်ကစားသမားတွေပဲ10ယောက်17ယောက်လောက်သုံးသွားတာအဓိကကစားသမားတွေလုံးဝအနာပေးထားတယ်ဆိုတော့တိတ်မချာကီကိုလည်းကျွန်တော်တို့တိတ်ပြီးတော့ယုံလို့မရဘူးဒီကောင်ပါတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်အဲ့ဘက်တောင်မှန်လုံးဝညံ့နေဗျာသိရမလားဆိုတော့ဒီကောင်ညို့လည်းကျွန်တော်တို့ကပွဲထွက်လူစင်းမှာဆိုလို့နည်းနည်းလေးတော့အောက်တင်နေပြီပေါ့နော်ပွဲတိုင်းသုံးနေတဲ့အနေအထားမျိုးကနေဒီကောင်အောက်တင်ပြီးတော့စာပင်ဝင်အဓိကတော့တောင်မှန်ကဒီစာပင်ဝင်နဲ့
ဒီချာကီပြီးတော့တိုက်စစ်မဲ့သမားမျိုးပေါ့နော်ဒီကောင်တွေမပါဘူးဆိုလို့ရှိရင်ကိုအသင်းကနည်းနည်းလေးဟုတ်သေးရဲ့ဆိုတော့ဒီကောင်တွေထည့်မယ်ဆိုလို့ရှိရင်တော့လုံးဝချင်းတွေကတမျိုးပြောင်းလဲသွားနိုင်တယ်ဗျာဒါပေမဲ့ဒီလိုမျိုးပွဲစဉ်တွေမှာတော့ဒီကောင်တွေတော့မထည့်ဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်ဂွာဒီယိုလာအနေနဲ့ဒီပွဲမှာတော့ဒါပွဲထွက်လူစင်းတွေကိုစောက်တွဲလုပ်လို့မရဘူးစောက်တွဲလုပ်လို့ရှိရင်တော့ချန်ပီယံပြေးလန်းဘဝနေတာလုံးဝဖယ်သွားမှာလည်းဖြစ်ပါတယ်ဒီပွဲရဲ့အနေထားကတော့ပုံမှန်အနေထားတိုင်းလာမယ်ဆိုလို့ရှိရင်ဒါမန်စီးတီးတို့လုံးဝကိုပောက်ကွဲလာနိုင်တဲ့ပွဲစဉ်3-0ဆိုတဲ့ပုံစံမျိုးလောက်နဲ့လုံးဝပြဂိုးပြတ်တော့မှနိုင်သွားနိုင်တဲ့ပွဲစဉ်မျိုးဒါကတော့ကျွန်တော်ရဲ့အမြင်ကိုပြောတာပေါ့လေဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူကဘယ်လိုမျိုးမြင်ကြလဲဒီပွဲကအမှန်တမ်းပြောရရင်မန်စီးတီးတို့လုံးဝကိုဖင်ရလို့မရဘူးမဖြစ်မနေနိုင်အောင်ကန်ကိုကန်မရမယ်ပွဲစဉ်မျိုး